chapter အရာအလုံးရဲ့အစ chapter အစ89ကြိမ်မြောက်ကြိုးစားမှုထိခိုက်ဒဏ်ရာရရှိသူ3,5850ဒါဟာစမ်းသပ်ခြင်းတာဝါကိုအောင်နိုင်မှုကြိုးစားတဲ့လူသားတွေရဲ့ရလဒ်ပဲလူသားတွေပြတ်တော်မှုအချိန်က58မိနစ်33စက္ကန့်ကနေတဖြည်းဖြည်းကျော်လာတာကိုတွေ့ရတယ်ရိုးရိုးသားသားပြောရရင်တည်ဆုံးသူအရန်မြင့်နေပြီအဓိကအဖွဲ့အစည်းတွေကတော့အရှုံးပေးလိုက်ရပြီတဲ့တခြားဘယ်သူမှကြိုးစားမှမဟုတ်တော့ဘူးကဘာကြီးအဆုံးသတ်ဖို့အချိန်ကတနားရီကျော်ပဲကျွန်တော်တဲ့မင်းတို့အားလုံးကိုတီးခွင့်ရတာဝမ်းသာပါတယ်ခဏလေးနေပါအောင်ဆိုပြီးတရားတော်ပေါက်စီပြောနေတဲ့အချိန်မှာပဲစက်တမှုတာဝါရဲ့အထက်48ကိုပြပြီးလူတယောက်ရုတ်တရက်ပေါ်လာတာကိုတွေ့ရတယ်အထက်48အနီရောက်နဂဒစ္စတီယာရဲ့နေမီတဲကိုစင်ခုတ်သူတယောက်ထွက်ပေါ်လာပါတယ်လို့ assistant ကနေညွှန်ပြစာဝင်လာခဲ့တယ်စင်ခုတ်သူတယောက်ကျင်နေသေးရလားဆိုပြီးတော့လူတယောက်ကထပ်ပြောတဲ့အချိန်မှာဂျော်ဂျီရဲ့ MC ကိုဂျော်ဂျီကိုမျက်နှာဖုံးကြီးနဲ့တွေ့ရမှာဖြစ်ပါတယ်ဂျော်ဂျီဝင်လာတဲ့ရုတ်တရက် view တွေကလည်းများသထက်များလာပြီး2000ကနေ4000 4000ကနေ6000 6000ကနေ9000တိတက္ကနာချင်းတိုးတက်သွားခဲ့တယ်နဂါကြီးကရုတ်တရက်អော်လိုက်ပြီးသူရှိမှပေါ်လာတဲ့ကိုဂျော်ဂျီကိုကြည့်ပြီးတော့စကားတခွန်းပြောလိုက်တယ်မင်းတို့လူသားတွေပဲချိန်မှာရှုံးပေးရမယ်ဆိုတာမသိသေးဘူးပဲဒီလောက်အများကြီးသိတော့တော့မင်းတို့ဒီကိုလာရဲသေးတာပေါ့ကျော်ကြီးကလည်းငါဖို့ကြီးကိုမိခင်မို့တော့ပြင်ဆင်နေတာအချိန်မရောက်လာခဲ့တာပဲငကားကြီးကလည်းလူသားမင်းရဲ့တည်ဆုံမှုကမင်းအရှိကလူအထက်ဦးတင်တာအများကြီးပုတ်ခန့်စားရမယ်ဆိုတာမင်းမသိဘူးလားလို့ပြောရင်းနဲ့သူ့လက်ကနေစပယ်တစ်ခုကိုဖန်တီးလိုက်တယ်ငကားကြီးကငါအေးစက်တကောင်နဲ့တပြည့်မရှိတာတွေပြောနေမိတာပဲဆိုပြီးတော့စပယ်ကိုအသက်သွင်းလာပြီးကျော်ကြီးရဲ့ခြေထောက်ကိုတန်ရိုးတင်နဲ့ဖန်လိုက်တယ်ပြီးရနဲ့ဘလောက်ပြင်းစရာကောင်းတဲ့အဆုံးသက်လဲဆိုပြီးပြောကကျော်ကြီးကိုလောက်ဝါကြီးနဲ့လိုက်ချလိုက်တယ်မင်းကိုဖန်တာပြီးတက်ခတ်ဖို့ကြိုးစားနေတာလားဒါဒီကဂျိုတင်ကမှန်လို့ရနေတာပဲလို့ဘေးကနေအတန်ထွက်လာတော့နဂါကြီးကလှည့်ကြည့်လိုက်ပြီးတော့ဒီကောင်ဂျိုကြီးကလည်းမင်းနဲ့ဒီကိုကြည့်လိုက်တာနဲ့ဘာလို့မဲဆိုတာကိုငါပြောနိုင်တယ်လေပြောလိုက်တယ်နဂါကြီးကသူအဲ့ဒီအချိန်ခဏလေးအတွင်းမှာငါရဲ့စကေးကိုမြင်လိုက်တာလားတော်တော်အထင်ကြီးစရာကောင်းတဲ့လူသားလေးပဲဒါပေမဲ့မင်းကနနာချင်းချင်းနဲ့တည်ရမယ်တူရီတော်သူပဲလို့ပြောပြီးတော့ဒီထဲကိုပြန်တက်တော့ကပြီးရောက်နေတဲ့ဂျော်ကြီးကိုလိုက်မှုန်းနေခဲ့ဂျော်ကြီးကလည်းဘယ်ရမလဲဟာငါကဂျော်ကြီးကွာဆိုပြီးတော့နဂါကြီးရဲ့မှုတ်ချက်တွေကိုလိုက်လံခုန်ရှောင်ပြီးတပတ်လက်ကချင်းဦးအုပ်ကွက်တွေတုံးပြီးတော့နဂါကြီးရဲ့မျက်လုံးကိုအားရပါရခုတ်ချပလိုက်တယ်နဂါကြီးကနာကျင်လွန်းလို့អော်လိုက်ပြီးတဲ့နောက်ဒီရန်ဆန်းကောင်လေးငါမင်းကိုဒီနေရာကနေတက်ဆင်လျက်ပြီးမထွက်သွားနိုင်ဘူးလို့ပြောပြီးတော့သူရဲ့နဂါတက်ရှူခြင်းကိုအသုံးပြုပြီးတော့တန်းချမ်းရဲ့ဝင်ပေါက်တွေအားလုံးကိုပိတ်ချလိုက်တယ်ဂျော်ကြီးကလည်းသူဘာလို့လုံးငါပြေးဖို့မလိုပါဘူးဆိုပြီးတော့လက်ထက်ကနေအပြောင်အဝေးတက်တဲ့ညတစ်ခုခုကိုဖန်တီးနေခဲ့တယ်စစ်စတန်ကလည်းကဘာကြီးရဲ့မှတ်တမ်းကိုပြန်လည်ကြည့်ရှုနေပါတယ်လို့ပြောပြီးခဏအကြာမှာဂျော်ကြီးဘီနာမှာစာအုပ်စင်တွေပေါ်လာပြီးတော့စစ်စတန်ကနေလည်းကြွချင်မှုမှတ်တမ်းများအဖြစ်ဖြစ်အဆုံးမရှိစာကြည့်တာတစ်ခုကိုဖွဲ့စည်းနေပါသည်လို့ပေါ်လာတယ်ဂျော်ကြီးကလည်းငါငရေမီးကိုဖန်တီးနိုင်တယ်ပြီးတော့အနိုင်အောင်မျက်ရည်ရောပဲနဂါကြီးကအယူကောင်မင်းဒီဘာမှမဟုတ်တဲ့စကေးတွေနဲ့ကိုအထင်ကြီးနေတာပဲမင်းဒီစကေးတွေလောင်းနေတော့ငါ့ကိုတက်ဖို့ကြိုးစားနေတာမဟုတ်ပါဘူးနော်လို့ပြောလိုက်တော့ဂျော်ကြီးကလည်းဟုတ်တာပေါ့ဒီစကေးတွေလောင်းနေတော့မင်းကိုတက်ဖို့ပဲဖြစ်နိုင်ပါမလဲဒါကြောင့်ငါတစ်ခုလုပ်ခဲ့တာငရေမီးနဲ့အနိုင်အောင်မျက်ရည်ငါဒီစကေးတစ်ခုကိုပေါင်းလိုက်မယ်ငါဘယ်နှကားမဆိုတတ်နိုင်တဲ့အစွမ်းထက်တဲ့စကေးတစ်ခုကိုဖန်တီးနေတာကွာလို့ပြောလိုက်တဲ့အခါစစ်စတန်ကနေငရေမီးနဲ့အနိုင်အောင်မျက်ရည်ပေါင်းဆက်နေပါတယ်ပေါင်းဆက်ခြင်းအောင်မြင်ပါတယ်အီတာရီယွန်ဤထွက်သက်အချင်းကြီးသောနဂါအစတိုလွန်စကေးကိုတင်ရရှိပါပြီလို့ပေါ်လာတယ်ဂျော်ကြီးကလည်းအရန်မတီအထာနဲ့စကေးရုပ်ပြနေတဲ့အချိန်မှာပဲနဂါကြီးကဒါကြီးကအီတာရီယွန်ရှေ့အောင်နဂါကြီးရဲ့အပြင်းထန်ဆုံးအသက်ရှူခြင်းပဲမင်းလိုဘာမှမဟုတ်တဲ့လူသားတယောက်ကဘာလို့ဒီစကေးမှုဖြစ်နေရတာလဲမင်းကတကယ်တမ်းဘူးလဲလို့ပြောလိုက်တဲ့အချိန်စစ်စတန်ကရှေ့အောင်နဂါကြီးအီတာရီယွန်ကိုပြတယ်ဂျော်ကြီးကလည်းသူ့ရဲ့မျက်နှာပုံကိုချလာပြီးငါကခက်ခဲကျဉ်းတဲ့ကဲုံကစားတဲ့ကစားသူခံချင်းချောက်ပဲပြီးတော့ငါကမင်းကိုတတ်တာပထမဆုံးချိန်မဟုတ်ဘူးလို့ပြောရင်ကျွန်တော်တခုပြီးသွားတယ်